မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနဲ့မနက်ခင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ရွှေဘိုမြို့နယ်ဇီးကုန်းလေးပြူစောထီရွာရှိစစ်တပ်ကင်းစခန်းတစ်ခုကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ2ဦးသေဆုံးပြီးလက်နက်3လက်နက်ခဲယမ်းများသိမ်းဆည်းရရှိစခန်းကိုလည်းမိရှို့ရှင်းလင်းစကိုင်းတိုင်းရွှေဘိုခရိုင်ရွှေဘိုမြို့နယ်ဇီးကုန်းလေးပြူစောထီရွာရှိအကြမ်းဖက်စစ်တပ်ကင်းစခန်းကိုဝင်ရောက်တိုက်ခိုက်ရာစစ်သားနှင့်ပြူစောထီ2ဦးသေဆုံးပြီးလက်နက်3လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်းရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်ယနေ့အောက်တိုဘာလ9ရက်နေ့နနက်အစောပိုင်း10:30မိနစ်ခန့်တွင်ရွှေဘိုမြို့နယ်ဇီးကုန်းလေးပြူစောထီရွာအဝင်ရှိစစ်တပ်ဘန်ကာကင်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သားနှင့်ပြူစောထီ2ဦးသေဆုံးပြီး2ဦးဒဏ်ရာရရှိကကြန့်ရှိနေသောစစ်သားနှင့်ပြူစောထီများဘန်ကာအတွင်းမှထွက်ပြေးသွားကြောင်းသိရှိရသည်ထိုတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ထံမှကာပိုင်မျိုးစားသည်နက်နှစ်လက်9လုံးတနက်တစ်လက်9.6နှစ်ကြီး129တောင်ကာပိုင်ကြီး38တောင်9လုံးကြီး10တောင်လက်ပစ်ပုံ2လုံးကြီးအိမ်3ခုနှင့်ဖုန်း1လုံးသိမ်းဆည်းရရှိကစစ်တပ်ကင်းစခန်းကိုမိရှို့ရှင်းလင်းနိုင်ခဲ့ကြောင်းသိရသည်ရင်းတိုက်ပွဲအတွင်းမြိုက်ကျေးရွာဘုံကြီးကျောင်း၌အထိုင်ချတဆွဲထားသောစစ်သားနှင့်ပြူစောထီများကလက်နက်ကြီးလက်နက်ငယ်များပစ်ကူပေးလာသောကြောင့်စစ်ကူစစ်ကြောင်းဖျက်တောက်ရေးတာဝန်ယူထားသောရဲဘော်များက60မမဘုံများဖြင့်ပစ်ခတ်တိုက်ခိုက်ကပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရှိရသည်တောင်သာမြို့နယ်အတွင်းစစ်ကြောင်းထိုးလာသောစစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှအရာရှိ2ဦးအပါအဝင်15ဦးသေဆုံးပြီးတော်လန်ရေးရဲဘော်2ဦးကြာဆုံးမန္တလေးတိုင်းတောင်သာမြို့နယ်အတွင်းစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှအရာရှိ2ဦးအပါအဝင်15ဦးသေဆုံးခဲ့ကြောင်းတောင်သာပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားသည်စက်တင်ဘာလ9ရက်နေ့ညနေ9နာရီကျော်ခန့်တွင်မလိုင်မြို့နယ်ပန်းအိုင်ရွာမှတောင်သာမြို့နယ်ရုံးစီကြီးရွာကိုဘက်ကိုစစ်ကြောင်းထိုးလာသောစစ်သားရဲနှင့်ပြူစောထီ300ကျော်ပါဝင်သောစစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့များကရုံးစီကြီးရွာနှင့်ပန်းအိုင်ရွာအကြားရှိစင်ကြေယာဖျားအနီး၌ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်ထိုတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှအရာရှိ2ဦးအပါအဝင်15ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူများပြားခဲ့သောကြောင့်စစ်တပ်စစ်ကြောင်းသည်မလိုင်ဘက်သို့ပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရသည်ထို့နောက်စက်တင်ဘာလ10ရက်နေ့နနက်ပိုင်းတွင်အကြမ်းဖက်စစ်တပ်ကထပ်မံစစ်ကြောင်းထိုးလာ၍တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးတော်လှန်ရေးရဲဘော်2ဦးမြင့်မြတ်စွာအသက်ပေးခဲ့ရကြောင်းသိရသည်ရင်းစစ်ကြောင်းသည်ရုံးစီကြီးကျေးရွာကိုထိုးဖောက်ဝင်ရောက်လာပြီးပြည်သူပိုင်ပစ္စည်းများကိုယူဆောင်ခြင်းမိရှို့ဖျက်ဆီးခြင်းပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းနှင့်အမျိုးသမီးများကိုအဓမ္မပြုကျင့်မှုများလုပ်ဆောင်သွားကြောင်းသိရှိရသည်